တိခံကြည့်လိုက်ပါလူတွေကတချို့ကတိခံတာကိုတိခံရင်အနှိမ်ခံရတယ်တိခံတဲ့လူကိုပို့ပြီးတော့ဖိခံရတယ်ဒီလိုတွေးတာတိခံလိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတာအမှန်ကတော့တိခံလိုက်တာကလောက်ရတာခက်ပေမဲ့တိခံကြည့်လိုက်ရင်ရှုံးသွားတာမဟုတ်တိခံလိုက်တဲ့ပုံကိုယ်ကြီးမှာအများကြီးအကျိုးသက်ရောက်မှုရှိတယ်ဘုန်းကြီးကအမြဲတမ်းတပည့်တွေကိုဆုံးမတဲ့အခါကျောင်းမှာတော်လဘတွေဝတ်တယ်ကိုရင်ကျောင်းသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတွေတို့ကျောင်းသားတို့ဒကာတို့ဒကာရမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်1အစာသိခံနံပါတ်2စကားသိခံနံပါတ်3ပုဂ္ဂိုလ်သိခံနံပါတ်4နေရာသိခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အစဉ်ပြေတယ်ဘယ်နေရာမှာပဲအစဉ်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေတယ်အစာသိခံရမယ်စကားသိခံရမယ်နေရာသိခံရမယ်ပုဂ္ဂိုလ်သိခံရမယ်